Okay အားလုံးပဲမင်္ဂလာပါ IT Network Planning Center နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ BGP Confederation ဗီဒီယိုတုန်းကကျွန်တော်အသုံးပြုခဲ့တဲ့ဒီ IGP protocol တစ်ခုဖြစ်တဲ့ EIGRP နဲ့ BGP ကိုပြင်အောင်ထင်မှဖြစ်တာလေးကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ BGP နဲ့ EIGRP ကိုဘယ်လိုခွဲမြင်လို့ရလဲဆိုတော့ဥပမာ BGP ဆိုရင်ကျွန်တော်တို့ phone call တစ်ခုလုပ်တဲ့ထားပါတော့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီ phone number သိရမယ်ပြီးလို့ရှိရင်နံပါတ်ကိုနှိပ်ရမယ်1 2 3 4 5 and so on ပေါ့ပြီးရင် phone line တခုရှိရမယ်အဲ့တော့ phone number ကိုကျွန်တော်တို့က IP address အနေနဲ့မြင်လို့ရတယ်ဒီနံပါတ်တွေ keypad တွေကိုကျတော့ TCP connect အနေနဲ့ TCP connection အနေနဲ့မြင်လို့ရတယ် phone line ကိုတော့ကျွန်တော်တို့ကဒီ internet connection လို့နောက်ပြီးတော့ network connection အနေနဲ့မြင်လို့ရတယ်အဲ့တော့ကျတော့ BGP route တွေကတကယ်တမ်းအလုပ်လုပ်တာကသူကဘယ် phone number တွေရှိလဲအဲ့ဒီ information တွေကို BGP route ကလုပ်ပေးတယ်ဒါပေမဲ့ဖုန်းခေါ်အောင်ဒါမှမဟုတ်ရင်ချိတ်ဆက်ဖုန်း line တွေကိုချိတ်ဆက်ပေးတာ internet phone line တွေကိုချိတ်ဆက်ပေးတာတွေကို BGP ရဲ့အလုပ်မဟုတ်ဖုန်းခေါ်တာလုပ်ပေးတာ BGP ရဲ့အလုပ်မဟုတ် BGP ရဲ့အလုပ်ကဒီ phone number information တွေကိုဘယ်ဖုန်း number တွေရှိလဲဆိုတာကို तू ကပြပြပေးတယ်အားလို့မြင်လို့ရတယ်ပေါ့အဲ့လိုလုပ်တဲ့အခါမှာ तू ကဘာကိုတုံးလဲဆိုတော့ဘယ်ပေါ့ကိုတုံးလဲဆိုတော့ TCP 179ကိုတုံးတယ်ဒါပေမဲ့ तू ကအဲ့ဒီဖုန်းကောတဲ့အလုပ်ကို तू လုပ်ပြီးလို့မရအဲ့အချိန်မှာအဲ့လို section ရဖို့အတွက်ကကျွန်တော်တို့က IGP protocol တခုလို့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီအဲ့ lab မှာဆိုရင်ကျွန်တော်တို့ EIGRP တရားအဲ့လိုတုံးခဲ့တယ်ဒါအတွင်းထဲမှာ IGP protocol တွေ run ဖို့အတွက်ဥပမာအနေနဲ့ဒီ router 1နဲ့ router 2 router 1နဲ့ router 2ဆိုရင် router 1ကနေပြီးမှ तू ကြီးညာထားတဲ့ဒီ network တခုကိုရှိမှဥပမာ router 2ကို LAN လုပ်မယ်ဆိုရင် router 1နေပြီးမှ router 2ကို LAN လုပ်မယ်ဆိုရင် router 1ဟာ router 2ကိုလူဘက် 2.2.2 ကနေ PR လုပ်ချင်တယ်အဲ့လို BGP section app ဖြစ်ဖို့အတွက်ပြောချင်တယ်ဆိုရင်ဒါရင် TCP 179ကိုတုံးပြီးတော့စပြီးတော့initiate လုပ်တယ်အဲ့ router 1ရဲ့ router က 2.2.0 ကိုဘယ်ကနေပို့မလဲဆိုတော့ဒီ port number ဘယ်ကနေပို့မလဲဆိုပြီးတော့ဒီ E0/0 ကနေပို့တယ်ပြီးလို့ရှိရင် routing table ထဲမှာ route ကိုရှာလိုက်တယ်အဲ့ချိန်မှာကျွန်တော်တို့က show IP route 2.2.2 လို့ကြည့်လိုက်တယ်ဆိုရင်သူ့ table ထဲမှာ routing table ထဲမှာ 2.2.2 ရှိမှာအပြင်ကိုထွက်လို့ရအဲ့လိုမှမဟုတ်ဘူးဆိုရင် तू ကBGP section မှာကြည့်လိုက်လို့ရှိရင် idea ဆိုပြီးပြတယ်အဲ့လိုအချိန်ဒီမှာဆိုရင်ဘယ်ကောင်ကဒီနေရာမှာဆိုရင်ဘယ်ပြဿနာဘယ်ကောင်က 2.2.2 route ကိုပို့မှာလဲဆိုပြီးတော့ရှာတဲ့အခါမှာ BGP ကရှာမှာပေးနိုင်အဲ့လို BGP section တွေ app မဖြစ်သေးတဲ့ရှင် BGP ကဘာ route မှာမပေးနိုင် BGP section ကိုပထမဆုံးအနေနဲ့ section ကိုအရင်ဆုံး app section ရှိမှ route exchange လုပ်လို့ရတယ်အဲ့တော့ route exchange လုပ်လို့ရတယ်အဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီ IGP protocol ဖြစ်တဲ့ EIGRP တရားကိုကျွန်တော်တို့ကဒီထဲမှာသုံးလိုက်ဒါကဒီအတွင်းထဲကကောင် IGP ရဲ့အတွက်ဒီကဲလို့ဥပမာအနေနဲ့ router 4နဲ့ router 5မှာဆိုရင်ကျွန်တော်တို့ကမတူညီတဲ့ boundary ဖြစ်သွားတယ် AS နှစ်ခုဖြစ်သွားတယ် AS မတူညီတဲ့ AS ဖြစ်သွားတယ်အဲ့ကြောင့်မလို့ကျွန်တော်တို့က router 5မှာ EIGRP ကိုမ run ထားဘူး router 4မှာကဒီ router 5 bit ကိုကျွန်တော်တို့က EIGRP ဘက်ကိုကျွန်တော်တို့မ run ထားဘူး EIGRP မ run ထားဘူး router 5 router 5 bit ကို AS 900 ဘက်ကိုကျွန်တော်တို့က EIGRP မ run ထားဘူးအရင် lab မှာတော့ကျွန်တော်ပြပြခဲ့တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီ router 4ကနေပြီးမှ router 5.5 ကိုတွားရင် static route တစ်ကြောင်းထိုးတယ်အဲ့လိုပဲ router 5ကနေပြီးမှ 4.4.4 ကိုတွားတယ်ဆိုရင်အပြန်လန်း static route တစ်ကြောင်းထိုးလိုက်တယ်အဲ့ချိန်ကျမှ तू က section က BGP section က establish ဖြစ်ပြီးတော့မှ तू က connection ရသွားတယ်အဲ့တော့အားလုံးကိုဒီကုန်းချုပ်မယ်ဆိုရင်ဥပမာတော့ router 1 2 3 4မှာကျွန်တော်တို့က IGP protocol ဖြစ်တဲ့ EIGRP တရားကို run တယ်ဒါပေမဲ့ router 5 ဘက်ကိုတော့ router 4ကနေမှ EIGRP မထိုးတော့ဘူးဘာလို့လဲဆိုတော့ तू ကအပြင်ဘက် AS မတူညီတဲ့ AS boundary ဖြစ်နေတဲ့အတွက်ကြောင့်မလို့ router 4နဲ့ router 5မှာ
EIGRP sharing လည်းမလုပ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ static route ကိုထိုးပေးခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်